မြန်မာနိုင်ငံမတိုးတက်ရခြင်းအကြောင်းရင်းကတဲ့ပညာသင်နည်းမှားနေလို့တဲ့နော်ပညာဆိုတာတကယ်တော့အဆင့်တန်းမရှိဘူးမြန်မာနိုင်ငံအဆင့်တန်းခွဲထားတယ်စေတက္ကသိုလ်ကမှပညာပို့တတ်သလိုလိုအင်ဂျင်နီယာတက္ကသိုလ်သွားမှမင်းတို့ထက်ထူးချွန်သလိုလိုလောကမှာပညာရတိုင်းဟာအသုံးကျတယ်ဟမ်လောကမှာဆရာဝန်တွေကြီးပဲနေလို့ရလားမရပါဘူးအင်ဂျင်နီယာတွေကြီးပဲရက်တည်လို့မရပါဘူးပညာရတိုင်းပညာရတိုင်းဓာတုဗေဒပညာရကလည်းသူ့ဘာသာနဲ့သူ့နေရာနဲ့သူအသုံးကျနေတာပဲရူပဗေဒပညာရကလည်းရူပဗေဒပညာရမြန်မာနိုင်ငံမှာရူပဗေဒပညာရှင်မရှိတော့လမ်းနေကြည့်လိုက်နော်ဘယ်လမ်းမှလမ်းအင်္ဂါရနဲ့ညီထအောင်စောက်ထားတာတခုမှမရှိဘူးဓာတုဗေဒပညာရှင်မရှိတော့ FDA စစ်မဲ့လူမရှိဘူးကျောင်းထဲကအစားအစာတွေအစိတ်ဖြစ်မှန်းလဲငါတို့မသိဟမ်ကိုယ့်အစိတ်တွေမျိုးနေမှလဲမသိဘူးစိုက်ပျိုးရေးပညာရှင်မရှိတော့ဘယ်မှာပြည့်မျိုးစေ့တွေအကုန်ပျောက်ကုန်ပြီဖို့မသမတူတွေကမျိုးစေ့ပေါင်းစုံရောင်းနော်အခုဆန်ကလည်းတို့စားလို့မရတော့အစိတ်ဖြစ်နေအသီးနှံနေနော်ဦးစင်ဒီမှာမာလကာသီးစားရမယ်ဆိုလို့မာလကာသီးစားမာလကာသီးအနံ့လည်းမရဘူးအရသာလည်းမရဘူးဟိုထိုင်းသွားလိုက်တယ်ထိုင်းသွားပြီးဟိုမှာဆေးကိုရင်းတဲ့မာလကာသီးလာကလို့စားမာလကာသီးနံလေးကိုမွေးနေတာမာလကာသီးရသာလေးပေါ့တော့ဩဘလို့ဖြစ်ကုန်မျိုးပြက်ကုန်စိုက်ပျိုးရေးပညာရှင်တစ်တော်ပညာရှင်တွေအများကြီးလိုအပ်တယ်သူ့နေရာနဲ့သူအဲ့ဒီပညာတွေနဲ့လောကကြီးကိုတည်ဆောက်အောင်အခုတော့မင်းတို့ကပညာကို standard တွေခွဲထားတော့ဟိုဟာမြင့်တယ်လို့ဒါနှိမ့်တယ်လို့နဲ့ဆိုတော့အကုန်လုံး10 တန်းမှမရောက်သေးဘူးဆရာဝန်ဖြစ်အောင်ကြိုးစားနော်ယောလောကမှာဆရာဝန်တစ်ခုလည်းလိုအပ်နေတာမဟုတ်ဘူးသဘောပါသလားပညာကို standard ခွဲလို့မရဘူးပညာရတိုင်းဟာအသုံးကျတယ်နားလည်ထားကိုတက်နေတော့ဘာသာဘာမှအားငယ်စရာအကြောင်းမရှိဘူးမင်းတို့သိတယ်ဒီရောက်လာတာမရောက်ချင်နဲ့ရောက်လာအမှတ်ကမမီကိုလျှောက်မရဒီလျှောက်မရဟုတ်ကလားဘုံဘုံကဓာတုဗေဒပညာရပ်ကိုသင်လာတယ်ကိုတတ်ထားတဲ့ဓာတုဗေဒနဲ့လူတွေအများကြီးအသက်ကိုကယ်ဘူးတဲ့ဟာဒီတိုင်းဆိုမင်းတို့ဒါ poison ဖြစ်တော့မယ်ဆိုင်ရင်နဲ့ဓာတ်ဖြစ်နေပြီမင်းတို့မစင်းနဲ့မလုံးနဲ့ပြောလိုက်တဲ့အတွက်အများကြီးမသိဘူးနော်အဲ့ဒါဘာဖြစ်လို့လဲဆိုဒါငါသင်ထားတဲ့ chemistry ကပေးလိုက်တဲ့ပညာရပ်ဒါမတော့နဲ့တော့မင်းတို့အစိတ်ဖြစ်နေပြီဒီလိုသိနေရမယ်ကိုပညာကိုပြန်ပြီး apply လုပ်နိုင်ရမယ်အဲ့တော့ပညာရပ်ဟာဘာလို့ဖို့လဲဆိုတော့အခုပညာမင်းတို့ဘာသာရပ်လေးတစ်ခုတည်းမထင်နဲ့တက္ကသိုလ်ရောက်လာတယ်ဆိုတာ team work အဖွဲ့အစည်းနဲ့လုပ်တတ်အောင်အပေါင်းအသင်းဆက်ဆံမှုတတ်အောင်ဆက်ဆံရေးပညာနော်အဖွဲ့အစည်းနဲ့နော်လူမှုအကျိုးဆောင်မှုပညာရပ်တွေလောကမှာအများကြီးပဲတက္ကသိုလ်ဆိုတော့မင်းတို့ရည်စားထားရုံလောက်နဲ့အချိန်မကုန်ပါနဲ့ဟုတ်ကလားစားတော့ဆိုင်သွားနေုံနဲ့အချိန်မကုန်ပါနဲ့ပညာတွေသင်စရာတွေအများကြီးပါရတဲ့အချိန်မှာရတဲ့အချိန်ကလေးပညာရအောင်ယူထားပညာနဲ့ဘဝကိုတည်ဆောက်အောင်ကိုယ်ပိုင်ပညာမရှိရင်ကိုယ့်ကိုလမ်းညွှန်မဲ့လူမရှိပါဘူးဗျာရှင်းသလားရှင်းပါပါဗျာအခုချိန်မှာပညာရအောင်ရှာတဲ့မရှာတဲ့ဘာလို့ဖို့လို့ကိုတည်ဆောက်ဖို့နော်နံပါတ်1ကိုတည်ဆောက်ပြီးရင်နံပါတ်2လောကကိုအကျိုးပြုရလူသားတစ်ယောက်ဖြစ်နေရင်လူလောကကိုအကျိုးပြုရမယ်ဒီနိုင်ငံသားတစ်ယောက်ဖြစ်နေရင်ဒီနိုင်ငံကိုအကျိုးပြုရမယ်ပညာရှင်တွေအများကြီးလိုအပ်ပါတယ်နော်ရှင်းကပညာမဲ့တွေကလာဘသက်ကာယတိလောကဆိုတဲ့ငွေရဖို့ရယာရုရဖို့ရဘွဲတသိရဖို့ရဒီ3ခုပဲလောက်တာတဲ့ဒီတိုင်းပြည်အခုတိုးတက်နေလားဆိုးရုံနေမင်းတို့စကားမင်းတို့တာဝန်ယူရမယ်နော်ငါနဲ့မဆိုင်ဟမ်မင်းတို့ဖြေတာနော်တိုးတက်နေလားဆိုးရုံနေလားအောင်မြင်နေလားကြာရှုံးနေလားထက်တန်းရောက်နေလားအောက်တန်းရောက်နေဟာဘာဖြစ်လို့မင်းတို့ကဒီလောက်ရဲရင်ဩတာဟမ်ကိုယ်စကားကိုတာဝန်ယူရမယ်ဘာလို့အောက်တန်းကြနေတယ်ပြောတာမပြောတော့မလုံးနဲ့သားနော်တာပေါ်လေးမလုံးနဲ့မပြောတတ်ပါဘူးခင်ဗျားတဲ့မပြောတော့ဘူးဆိုမင်းဘာလို့អော်လဲကြည်တို့နိုင်ငံမှာနိုင်ငံသူနိုင်ငံသားအားလုံးယုံကြည်ချက်ပြောက်ပ
ကုသိုလ်မှလည်းမသိထင်ရလုံးနေကြတယ်ဘသူတေသေးကုံတယ်တွေကလည်းသူတို့အမျက်ရရင်ပြီးရောနော်ဝန်ထမ်းတွေကလည်းသူထမ်းဆောင်ရတဲ့တာဝန်ကိုမေ့လျော်ပြီးတော့ငွေရရင်ပြီးရောယာရုတက်ရင်ပြီးရောဌာနပေါင်းစုံတခုချင်းပြောရင်ငါမုန်းနေလိမ့်မယ်ဘယ်ဌာနမှမကောင်းဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုသူတို့မှယုံကြည်ချက်ပြောက်နှစ်ပညာမဲ့နေတော့ကိုဘဝကိုလည်းဖျက်ဆီးပစ်လိုက်တယ်ကိုပတ်ဝန်းကျင်ကိုလည်းအဲ့တော့တို့နိုင်ငံကယုံကြည်ချက်ပျောက်တဲ့အပြင်သီလမရှိသမာဓိမရှိပညာမရှိလို့နောက်ရေးရေးဝုံဝုံဖြစ်ခုအားလုံးမသိဘူးလားသိဘယ်လိုလုပ်ဒီနိုင်ငံကြီးဒီတိုင်းပဲငါတို့အောက်တန်းမှာပဲနေမလားအထက်တန်းရအောင်လုပ်မလားဘယ်သူတာဝန်တော့အေးမင်းတို့လက်ထဲရောက်လာပြီဒါကြောင့်ငါလာတာဆရာမကြီးကပြောတယ်ဘုံဘုံအားလို့မဟုတ်ဘူးဘုံဘုံအလုပ်တွေအများကြီးရှိတယ်အများကြီးမှအများကြီးကြွားတာမဟုတ်ဘူးနော်ဒီရဲ့ပိုင်းလေးမှာပဲထိုင်းကဆရာတော်ကြီးဓမ္မသူ့နိုင်ငံမှာမြန်မာနိုင်ငံကမြန်မာမှုလက်ရဇီဒီကိုတည်ခြင်းနဲ့အရှင်ဖျားကိုယ်တိုင်လုပ်ပေးပါဆိုလို့ပြေးနေရတယ်မအားတဲ့ထဲကအဲ့ဒါဒီလာတယ်အခုဒီနေ့ညတပရင်ကိုတရားပွဲသွားမနေ့ည6ဦးနော်အခုမနေ့စွန်းစားပြီးတော့ရေစက်တပွဲချခဲ့ရပြီအခုမင်းတို့ကိုတရားဟောပြီးငါပြေးရအဲ့နောက်ထပ်လုပ်ငန်းတစ်ခုရှိသေးတယ်ဒါမန္တလေးမြို့တွေကိုသွားမှာဒီကြားထဲမှာပြေးရမှာအချိန်ကြီးအများကြီးပဲအချိန်တိုင်းမှာအလုပ်ရှိနေတယ်အဲ့လောက်အလုပ်ရှိတဲ့ထဲကဒီတက္ကသိုလ်ဘာလို့ပေးတာလဲတက္ကသိုလ်တွေကပေးရင်ဥစဉ်ရအောင်လာတယ်ဆရာလုပ်ချင်လို့မဟုတ်ငါတို့လောကကြီးကိုပြုပြင်ဖို့မင်းတို့လူငယ်တွေရဲ့လက်ထဲမှာရှိနောက်မြန်မာနိုင်ငံကလူငယ်90%ကအပြင်မှာရောက်နေမြန်မာနိုင်ငံကိုကယ်တင်မဲ့နိုင်ငံအင်အားတွေကအပြင်မှာရောက်နေအဲ့သားတို့လည်းစာလေးနည်းနည်းပေးပြီးစာလေးပေးလေးနည်းနည်းတတ်တာနဲ့သွားပြီးငါတို့အပြင်သွားပြီးအလုပ်လုပ်တော့အပြင်သွားပြီးအလုပ်လုပ်တော့အခုထိုင်းမှာအလုပ်လုပ်နေတဲ့လူတွေသူတို့အဲ့ဒီမှာသွားပြီးရှာအဲ့ဒီရတဲ့ပတ်စံအဲ့ဒီမှာတွေတုံးပြီးတော့သူတို့ဘဝတွေအဲ့ဒီမှာအချိန်ကုန်ပြီးအရွယ်လွန်တော့ဒီပြန်လာမယ်သူတို့အသက်ကြီးလို့ထိုင်းနိုင်ငံမှာအနည်း20လောက်ထားလို့ပင်စင်မပေးဘူးအထောက်ပံ့မပေးဘူးတက်ကြုံခံပြီးပြန်လာမယ်အဲ့ဒီတိုင်းပြည်ဘာလို့ဒီလိုဖြစ်နေလဲပညာမဲ့တွေများနေကျင့်ဝတ်သိက္ခာမဲ့တဲ့လူတွေများနေမင်းတို့လက်ထက်မှာဒီတိုင်းသွားမလားအဲ့ဒီစိတ်ကလေးနည်းနည်းဝင်ရင်ဒီနိုင်ငံကယ်လို့ရကောင်းရဲ့ဆိုပြီးငါလာတာရှင်းလားရှင်းပါဗျာတချောင်းလုံးကိုပြောချင်တာဟိုစိတ်ဝင်စားတဲ့လူတွေမလာတော့ငါမတတ်နိုင်နော်မင်းတို့ငါလာလို့ဘယ်တော့မှအချီးနီးအချိန်ကုန်မသွားစေရအောင်ငါလည်းအချိန်တစ်ခုအလကားမဖြုံးရှင်းလားရှင်းပါဗျာအဲ့တော့မင်းတို့ဆရာဘာလို့လဲပညာမလို့ဖုံးမေးဗရမေးမေးတယ်ဒီမှာကြဟမ်မင်းတို့ဆရာဘာလို့လဲပညာအဲ့ဒီပညာမိုးဘဝကြာလာမလားကိုယ်တိုင်တအောင်လုပ်ရမှာလားကိုယ်တိုင်တအောင်လုပ်ပါဗျာပညာသင်နည်းမင်းတို့ခုခေတ်မှာသင်လားမသင်လားတော့မသိဘူးငါတို့ပထမနှစ်မှာသင်တယ်သူစီပုပါဝိလိတိတာနော်အမေအေးโอเคအဲ့ဒါအားလုံးသိတယ်နော်အဲ့ဒါဘာရကြောင်းလဲပညာရကြောင်းသူနေရကြားနာရဤနော်စိတ်နေရကြံစီရဤကြားပြီးရင်ကြံပုတ်ဆေးရမသိရင်မေးပြေးလိုက်ငါလိုက်သူများလှုပ်လိုက်ရတာမဖြစ်စေနဲ့မသိမေးဟမ်ကျင်းသလားငါလေငယ်တော့ညံလေးတယ်စာတစ်လုံးရဖို့သိခဲရင်တယ်ဒါပေမဲ့အဲ့တစ်လုံးရပြီးတစ်သက်လုံးမေးတော့တစ်သက်လုံးမှတ်ထားတယ်ငါအတွက်တစ်သက်လုံးအသုံးချရမယ်ဟာဆိုဘယ်တော့မှမမေးအခုမင်းတို့သူစီဘူးပါဝိလိတိတာသင်ထားဘူးရင်အဲ့ဒါငါတို့အတွက်ဘဝတစ်သက်တာလုံးသုံးရမယ်ပညာသင်နည်းပညာရအောင်ရှာမှကိုယ်ဆရာရှိမှာလောကမှာဆရာမရှိတဲ့လူနဲ့ဆရာရှိတဲ့လူဘယ်သူကတန်ဖိုးရှိလဲဟုတ်ကဲ့အားလုံးသဘောပေါက်တယ်နော်ဒါဖြင့်ငါတို့ရဲ့အဖော်မောင်ကဘယ်သူလဲဘာလဲယုံကြည်မှုနော်ငါဟာမြင့်မြတ်သူဖြစ်ရမယ်လို့ယုံကြည်ထားငါဟာအထက်တန်းသားဖြစ်ရမယ်လို့ယုံကြည်ထားဒီနေ့မင်းတို့ဖြေတဲ့အဖြေကိုမင်းတို့တစ်ချိန်ဆရာဖြစ်လာတဲ့အခါမှာမင်းတို့တပြည့်သားမေးသားသမီးတွေကိုမေးလိုက်ဒီတိုင်းပြည်တိုးတက်နေလားဆိုးရုံလားဆိုရင်အဲ့ဒီအဖြေပြောင်းပြန်ဖြစ်အောင်ငါတို့လမ်းပြစ်မယ်
အခုမင်းတို့ဖြေနေတာမင်းတို့ကိုယ်တိုင်ဒီဖြေရတာဂုံယူစရာလားရှက်စရာလားရှက်တတ်မယ်ခုဘုံဘုံကမင်းတို့ပလင်ဘောကမေးတိုင်းမျက်နှာပူတယ်တိတ်ရှက်တာတိတ်ရှက်လို့ဒီတိုင်းပြည်အတွက်ငါအသက်ဆုံးပြီးကဲနေတာနားလဲနော်ကြိုက်တဲ့ချိန်ကြိုက်တဲ့နိုင်ငံမှာသူ့မင်္ဂလာသွားနေလို့ရတယ်မနေဘူးဟိုရောက်လည်းခေါ်နေတယ်အရှင်များလာအရှင်များသိနေတာပဲတတ်နေတာပဲဒီမှာနေဘူးဒီတိုင်းပြည်ရအောင်ကဲမယ်ငါဒီနိုင်ငံမှာမွေးတာဒီနိုင်ငံမှာကြီးတာနားလဲလားငါမှာအကောင်းဆုံးဗုဒ္ဓရဲ့အဆုံးအမရှိတယ်ဗုဒ္ဓကငါအကျွင်းမဲ့ယုံတယ်အဲ့တော့အကောင်းဆုံးအဆုံးအမရှိတဲ့တဲ့ဒီတိုင်းပြည်မကယ်နိုင်ဘူးဆိုတာငါလုံးဝလက်မခံဘူးမင်းတို့ရောဒီတိုင်းအောက်တန်းစားဘဝကိုလက်ခံသလားဘုံဘုံတို့နိုင်ငံတကာသွားတယ်နိုင်ငံ40ကျော်ရောက်ဘူးဒါသဘောလောက်ပေါ့ကွာအဲ့ဒီလောက်မှဗမာ passport ကင်ထားရင်ကိုထင်သေးခံရတယ်တခိုးကြီးဂျပိုးကြီးကြီးခံပြောင်းပြန်လာပြစ်မယ်နားလိုက်ဗလားအဲ့တော့ဘယ်သူမှတာဝန်ရှိလဲအားလုံးကိုယ်စီတာဝန်ယူထားအဲ့တော့တစ်အဖော်မွန်ဟာပါလဲတရားတရားယုံကြည်ချက်ပါဖေဟာနော်တို့ဆရာဘယ်သူလဲဟိုလူဒီလူလက်ညှိုးထိုးမနေနဲ့တော့ကိုယ်ပိုင်ပညာမရှိရင်ဘယ်လမ်းမှတဲ့အောင်လျှောက်လို့နားလဲဗလားအကောင်းဆုံးစကားလုံးတစ်ခုလာတော့မယ်ဘယ်လိုလူဒုက္ခကလွတ်မလဲတဲ့ကိတ္တစာပိရတောမစ္ဇောတပ္ပဒုက္ခပမုစ္စတိတိဒါကနိဗ္ဗာန်ရောက်ကြောင်းလို့ဆိုပေမဲ့အခုခုနမင်းတို့ဖြေလိုက်တယ်ဒီနိုင်ငံကအထက်တန်းရောက်နေလားအောက်တန်းရောက်နေလားအောက်တန်းရောက်နေပါတယ်ဗျာတိုးတက်နေလားဆုတ်ယုံနေလားဆုတ်ယုံနေပါတယ်ဗျာဟုတ်ကလားမှန်ပါဗျာကဲဒီဆုတ်ယုံမှုကဘယ်တော့လွတ်မှာလဲအခုအောက်တန်းကြမှုကဘယ်တော့လွတ်မှာလဲဒီနိုင်ငံချမ်းသာနေလားဆင်းရဲနေလားဆင်းရဲပါဗျာကဲဒီဆင်းရဲမှုကဘယ်တော့လွတ်မှာလဲဒီနေ့တရားချုပ်တော့မယ်2 နာရီထိုးသွားပြီဘုံဘုံ1 နာရီမင်းတို့အချိန်တောင်းတာပြည့်တော့မယ်နော်နောက်ဆုံးအချက်ပဲအရေးကြီးဆုံးပဲနှိမ့်ကြမှုကဘယ်လိုလူလွတ်မလဲဆင်းရဲမှုကဘယ်တော့လွတ်မှာလဲစဉ်းစားဘယ်တော့လွတ်မလဲကိုယ်ပိုင်အတွေးခေါ်ကိုယ်ပိုင်အဉာဏ်အကြံဉာဏ်ကိုယ်ပိုင်အသိပညာသိအရေးကြီးတယ်နော်ခုဖုံဖုံကဒီနောက်ဆုံးအချက်ကလေးကိုမြတ်စွာဘုရားဖြေတာကြိုက်လုံးလို့ဒီတရားကိုဦးစင်းအချိန်ချင်းပြန်ဟောပြီးဖုံဖုံတရားဟောနေတာ25နှစ်ရှိနေတိုင်းတရားပွဲရှိတယ်တခါတလေတစ်နေ့3ပွဲလောက်ရှိတယ်တရက်မှတရားမထပ်အောင်ဟောခဲ့တယ်ဒီက3ပုံအကျယ်ကြီးငါဟောကျင်တော့ဟောလို့ရတယ်ဒါပေမဲ့ဒီတရားကိုဖုံဖုံအခုဒီချိန်နဲ့ဆိုရင်9ချိန်လောက်ရှိပြီပြန်ဟောတာကြိုက်လုံးလို့ပြန်ဟောတာနောက်ဆုံးချက်ဘယ်တော့ဆင်းရဲကလွတ်မှာလဲကြည့်မြတ်စွာဘုရားဖြေတဲ့အခြေလေးပြောလိုက်မယ်ဒါပေမဲ့ဖုံဖုံလွယ်ပြောလိုက်လို့မင်းတို့လွယ်မှတ်သွားတာမျိုးမလို့ခြင်းနော်မင်းတို့ယင်ထဲကိုရောက်သွားစေခြင်းအခုကိုအဖော်ဘာထားမလဲတရားတရားဟုတ်ပြီနော်ကိုဆရာဘာလုပ်လဲဟုတ်ပြီကိုဆရာကောင်းဆရာမွန်ရအောင်ကြိုးစားနောက်ဆုံးတစ်ချက်တိတ်အရေးကြီးပြီးတိတ်အနှစ်သာရရှိဒီနေ့ဘုန်းဘုန်းကဒီမြန်မာနိုင်ငံကြီးဘာလို့ပြန်လဲထူထောင်လို့မရနိုင်တာလဲနော်အခုငြိမ်းချမ်းရေးလုပ်လဲတလွဲလုပ်မရဘူးစီးပွားရေးလုပ်မရဘူးအဖက်ကနေအိုးဘာမှကိုပြင်လို့မရသေးဘူးတကယ်ကမင်းတို့နားလဲထားဖို့อ่ะအဲ့တော့ဒါတွေကိုငါတို့ပြင်ကျင်တယ်ဘယ်လိုလုပ်ရမလဲအကောင်းဆုံးနေကြီးဖြစ်ချင်တာဘာလို့မရတာလဲဆိုတဲ့အဖြေဒီမှာရှိတယ်မြတ်စွာဘုရားအဖြေသေးသေးချာချာနားထောင်
မြတ်စွာဘုရားဖြေလိုက်တဲ့ပါဠိတော်ကတော့နိဗ္ဗာနာဘိရတောမစ္ဇောတပ္ပဒုက္ခပမုစ္စတိတိဒါပါဠိတော်မြန်မာလိုပြောရင်ဆင်းရဲလွတ်ရာမှာပျော်တဲ့လူမှဆင်းရဲကလွတ်မယ်ပြောကြည့်စမ်းဆင်းရဲလွတ်ရာမှာပျော်တဲ့လူမှဆင်းရဲကလွတ်မယ်နောက်တစ်ခေါက်ထက်တန်းစားဘဝမှာပျော်တဲ့လူမှအောက်တန်းစားအဖြစ်ကလွတ်မယ်အမလီဟင်မြင့်မြတ်ရာမှာပျော်တဲ့လူမှယုံညံ့မှုကလွတ်မယ်မှတ်ထားအခုယုံညံ့တဲ့တရားထဲမှာပဲပျော်နေကြသေးရင်ယုံညံ့မှုကမလွတ်နိုင်အောက်တန်းစားအလုံးနဲ့ပဲပျော်နေကြသေးရင်တောင်းစားတဲ့ဘဝလိန်စားတဲ့ဘဝဟောက်စားခြောက်စားဘဝဟင်ဒီဘဝတွေမှာပျော်နေကြသေးသူ၍ဘယ်တော့မှဒီဆင်းရဲကဒါအရေးကြီးဆုံးပဲနံပါတ်3ချက်ကအရေးကြီးဆုံးပဲမင်းတို့ကိုမင်းတို့မြင့်မြတ်ချင်ပါတယ်ဆိုမြင့်မြတ်မှုမှာပျော်မှမြတ်သောကာယကံမြတ်သောဝစီကံမြတ်သောမနောကံကိုယုံယုံကြည်ကြည်နဲ့ပညာနဲ့ဆင်ခြင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်ကြီးဒီတိုင်းလုပ်နေမှငွေမရှိတာအဓိကမဟုတ်ဘူးမြင့်မြတ်တဲ့ကျင့်စဉ်ကအဓိကယာတို့မရှိတာအဓိကမဟုတ်ဘူးမြတ်သောလမ်းစဉ်ကအဓိကဂုံမရှိတာအဓိကမဟုတ်ဘူးမြတ်သောကျင့်စဉ်ကျင့်ဖို့အဓိကလို့မြတ်သောဘဝမှာပျော်မှမြတ်သောအဆင့်ကိုရှင်းလားဒီနေ့အဆင့်မြင့်သွားတဲ့တိုင်းပြည်ကြီးတွေနိုင်ငံကြီးတွေလူမျိုးကြီးတွေအားလုံးလက်ကင်ထားတဲ့တရားတွေပါဗျာဦးဇင်းတို့နံပါတ်1ဆိုတဲ့အမေရိကန်နိုင်ငံကြီးလည်းရောက်ဖူးတယ်အမေရိကန်နိုင်ငံသားတွေကိုလေ့လာကြည့်တယ်နိုင်ငံသားတိုင်းဟာသူတို့ရဲ့နိုင်ငံကြီးသားဘဝကိုဂုဏ်ယူတယ်နိုင်ငံကြီးသားကျင့်ဝတ်ကိုလေးစားတယ်တန်ဖိုးထားတယ်ဒါကြောင့်သူတို့အမြဲတမ်းနံပါတ်1ဖြစ်နေတယ်ရှင်းလားအခုကငါတို့ကအောက်ဆုံးမှာပျော်နေတယ်အဆင်းရဲဆုံးမှာလို့ပြောရတာပျော်နေတယ်အောက်တန်းစားပါလို့ပြောရတာပျော်နေတယ်ရှင်းလားဒါပျော်စေရလားဂုဏ်ယူစေရလားအဲ့တော့ဘယ်တော့ဆင်းရဲလွတ်မှာဆင်းရဲလွတ်ရမှာပျော်မှချက်တန်းစားဘဝမှာပျော်မှအောက်တန်းစားအဖြစ်ကလွတ်မှာမြင့်မြတ်သောဘဝမှာပျော်မှကဲပြီးသွားပါပြီအဲ့ဒီအဖြေကိုလေးလေးနက်နက်စဉ်းစားကြပါဘဝတစ်သက်တာလုံးအတွက်ယူသွားပါရှင်းလားမင်းတို့အတွက်ထာဝရအဖော်မွန်တရား3ပါးဒီနေ့ပေးလိုက်ပြီနော်ဒီတရား3ပါးသာသားတို့သမီးတို့ဆောက်သွားနိုင်ရင်ဒီတသက်ဆင်းရဲစရာအကြောင်းရှင်းအာမခံပါတယ်ရှင်းလားအထူးသဖြင့်ပြန်ပြောလိုက်ဒီစကားကိုမြတ်စွာဘုရားပြောခဲ့ယုံတက်တက်နဲ့သူမင်္ဂလာပြောခဲ့ခြင်းမဟုတ်သူမင်္ဂလာကိုယ်တိုင်အကျွမ်းမဲ့ယုံကြည်စိတ်ဖြင့်ပြောခဲ့တယ်ရှင်းလားရှင်းပါဗျာငါစာအုပ်ထဲကပါတာကိုဖတ်ပြောတဲ့အလေးအထားမရှိဘူးကိုယ်တိုင်သိကိုယ်တိုင်ယုံကြည်ပြီးမှပြောပါတယ်အဲ့တော့တက်သေးဖြင့်မြတ်စွာဘုရားပြောတယ်လို့ဆိုပေမဲ့ဒီတရားတွေဟာငါတို့ဘဝအတွက်အရေးကြီးဆုံးပဲလို့ပိုင်နိုင်ဖုံဖုံယုံကြည်ထားတယ်ယုံကြည်သလိုမင်းတို့လည်းယုံကြည်နိုင်အောင်ကြိုးစားပါယုံပါလို့ဆိုမပြောဘူးရှင်းလားရှင်းပါဗျာအဲ့တော့တို့အတွက်ထာဝရလက်တွဲပေါ်ဟာဘာလို့လဲတရားပြောက်ရင်မင်းတို့အဖော်ပြောက်ပဲရှင်းလားရှင်းပါဗျာတို့အတွက်ဆရာဟိုစာအုပ်ထဲကဒီစာအုပ်ထဲလားကိုပိုင်သိတဲ့အသိလားကိုပိုင်သိတဲ့အသိပါဗျာမှတ်ထားအဲ့ဒီမှာပညာ level 3မျိုးရှိတယ်ပညာဓာတ်ပညာရှိပညာရှင်အဆင့်မနှစင့်ပညာဓာတ်ဆိုတာကသင်လို့တတ်တာမေးလို့တတ်တာဖတ်လို့တတ်တာလေ့လာလို့တတ်တာနာကြားလို့တတ်တာပညာဓာတ်ရှင်းတယ်နော်ကုသိုလ်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲအကုသိုလ်ကင်းအောင်ဘယ်လိုလုပ်ရမလဲမြင့်မြတ်သူဖြစ်အောင်ဘယ်လိုလုပ်ရမလဲတတ်တယ်ပညာဓာတ်အဲ့ဒီတတ်ထားတဲ့ပညာကိုပ
ပြန်အသုံးချတတ်တဲ့လူမှပညာရှိဒီလူပညာရှိပါလေဆိုရင်ကိုတတ်တဲ့ပညာကိုသူ့နေရာနဲ့သူအဝင်ခွင့်ကြသုံးတတ်ရမယ်ဒါကြောင့်ပညာဘာလို့သင်တာလဲလို့မေးတာပညာသင်တာသည်တိကိုဘဝကိုတည်ဆောက်နိလောကကိုအကျိုးပြုကိုတယောက်တည်းအေးချမ်းနေုံနဲ့တလောကလုံးမအေးချမ်းသေးပဲနဲ့ကိုလည်းအေးချမ်းလို့နားလေလားကိုတယောက်တည်းချမ်းသာယုံနဲ့တလောကလုံးမချမ်းသာပဲနဲ့ကိုတယောက်တည်းချမ်းသာလို့လေဒါနိယာမတရားကြီးအဲ့တော့ကိုတတ်ထားတဲ့ပညာနဲ့ကိုလောကကိုအကျိုးပြုနိုင်ရအဲ့တော့အခုတိုးတက်နေတဲ့နိုင်ငံတွေမှာတို့သွားကြည့်လိုက်ရင်အဲ့ဒီနိုင်ငံသားတွေဟာသူတို့ရဲ့ကာယအားစိတ်ဓာတ်အားဉာဏ်အားတွေနဲ့သူတို့လောကကိုအကျိုးပြုဖို့အလုပ်လုပ်နေကြတာငွေရဖို့အလုပ်လုပ်တာမဟုတ်ဘူးယာတို့ယူဖို့အလုပ်လုပ်တာမဟုတ်ဘူးသိချစ်စရာကောင်းတို့နိုင်ငံပြန်ကြည့်လိုက်ဘာလို့အောက်တန်းစားတွေဖြစ်နေလဲငွေရဖို့အလုပ်လုပ်တယ်ငွေအချောင်ရလေကြိုက်လေပဲဆိုတာမြင့်မြတ်တဲ့စိတ်ထက်လားအောက်တန်းစားစိတ်ထက်လားယာတို့ယူဖို့အလုပ်လုပ်တယ်ရှင်းတယ်နော်အဲ့တော့ဒါသည်အထက်တန်းစားအလုပ်လားအောက်တန်းစားအလုပ်လားတကယ်ကကိုတက်ထားတဲ့ပညာကိုသိထားတဲ့အသိကိုစွမ်းအားနဲ့ကိုလောကကိုမလုပ်ဖို့အကျိုးပြုဖို့အဲ့တော့ပညာဆိုတာကိုတိဆောက်ဖို့လောကကိုတိဆောက်ဖို့ဒီ direction နှစ်ခုနဲ့ပညာသင်ရတယ်ရှင်းမလားအဲ့တော့ပညာဓာတ်ပညာရှိအသုံးချရတာပညာရှိအဲ့ဒီပညာကိုကောင်းတဲ့ကောင်းပြည့်စုံတဲ့ပြည့်စုံစင်ကြယ်တဲ့စင်ကြယ်အောင် modify လုပ်နိုင်တာ upgrade လုပ်နိုင်တာကိုပညာရှင်လို့ခေါ်ပညာတွေကိုကိုယ်ထဲမှာတင် storage လုပ်မထားပဲနဲ့ sharing လုပ်ပြီးတော့မှနော်လောကကြီးကိုမျှဝေပြီးအကျိုးပြုသွားနိုင်သူကိုမှပညာရှင်နားလည်ပြီလားအဲ့တော့ပညာဓာတ်အခုငါတို့ဘာဖြစ်အောင်လုပ်နေကြတာပညာဓာတ်ဖြစ်အောင်လုပ်နေတာအခုမှမင်းတို့ပညာသင်တော့တတ်ပြီးရင်အဲ့ဒီတတ်တဲ့ပညာကိုဘာလုပ်ရမလဲသုံးချမန္တလေးတက္ကသိုလ်ကကျောင်းရတနာပုံတက္ကသိုလ်ကဆင်းသွားတဲ့ graduate ကြီးတဲ့ဘွဲယူပြီးပြန်လာတာလမ်းမှာမူးလဲနေအဲ့ဒါပညာဓာတ်ဖြစ်သလားဖြစ်ပါဘူးသူပညာရှိလို့ပြောလို့မရပါဘူးကိုဘဝကိုမှကောင်းစွာ control မလုပ်နိုင်မဲနဲ့ဒီလူပညာဓာတ်လို့ပြောလို့ပညာရှိလို့ဆိုလို့ကျင်သလားအားလုံးသဘောပေါက်ပြီနော်အဲ့တော့ကိုကိုအကောင်းဆုံးထိန်းချောင်းသွားမဲ့ဆရာဘယ်သူလဲသဘောပေါက်ပြီလားဟဲ့ဘယ်တော့ဆင်းရဲရလုံးမှာတော့ဆင်းရဲလွတ်ရမှာပျော်မှာကျင်သလားဘယ်တော့အောက်တန်းစားကလွတ်မှာတော့ချက်တန်းစားဘဝမှာအဲ့တော့တကယ်သီလသမာဓိပညာမရှိဘဲနဲ့ဂုဏ်တရေရှိတဲ့ဘဝကိုရနိုင်မှာမလားကျင်ရတယ်နော်အဲ့တော့ဒီနေ့မေခွန်း3ခုအဖြေ3ခုဘယ်သူအတွက်တော့အခုရပြီလားစာထဲမှာတော့မြတ်စွာဘုရားကိုဘယ်သူကမေးဘယ်သူကဖြေဟုတ်ကဲ့အဲ့ဒီနတ်သားဘယ်သူအတွက်မေးသွားတာအဲ့ဒါတရားနာနီမှတ်သွားနော်မြတ်စွာဘုရားဘယ်သူအတွက်ဖြေလိုက်တာလဲကောင်းပြီအဲ့တော့ဒီနေ့နာကြားမှတ်သားလိုက်ရတယ်မေခွန်း3ခုအဖြေ3ခုလောကမှာလောကသားအလုံးရဲ့အဖော်မွန်သည်ယုံကြည်ချက်တရားတရားလောကသားအလုံးကိုလမ်းညွှန်မှုပေးမှာပညာလောကသားအလုံးဆင်းရဲကလွတ်မြောက်ခြင်းသည်ဆင်းရဲလွတ်ရာမှာပျော်ရွှင်မှုကိုယ်စိတ်နှလုံးဟာအထက်တန်းစားဘဝမြင့်မြတ်တဲ့ဘဝမှာပျော်ရွှင်မှသာမြင့်မြတ်တဲ့ဘဝကိုရမယ်ယုံညံ့တဲ့အဖြစ်ကလွတ်မြောက်မယ်လို့ဒီနေ့အားလုံးနှလုံးသွင်းထားပြီးတော့ငါတို့ဘဝလမ်းလျှောက်လမ်းတဲ့အခါမှာဘယ်တော့မှအောက်တန်းလမ်းကိုမလျှောက်ဘူးယုံညံ့တဲ့ဘဝကိုမရောက်စေရဘူးလို့တန်တိဋ္ဌံချပြီးတော့အကောင်းဆုံးအဖော်မွန်နဲ့ထာဝရလက်တွဲပြီးတော့ကိုကောင်းစွာထိန်းချောင်းသွားနိုင်တဲ့ပညာရှင်များအဖြစ်နဲ့မိမိအကျိုးလောကအကျိုးတည်ဖို့ဆောင်ရွက်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ကဲအချိန်လဲပြည့်ပြီတော်ကြစို့
ကဲကောင်းပြီနောက်ဆုံးစာမျက်နှာနံပါတ်4လမ်းလိုက်ကဲအဲ့ဒါယုံကြည်ချက်သစ္စာနဲ့အတူလောကကိုအကျိုးပြုနည်းဆင်းရဲဒုက္ခကလွတ်မြောက်နည်းလောကမှာကတ်3ပါးပဲဆက်ရောက်နေကြသူတွေရန်သူမျိုး5ပါးပဲကြာရောက်နေတဲ့ပုဂ္ဂိုလ်တွေမင်းတို့ငါတို့အပါဝင်လောကသားအလုံးဆင်းရဲဒုက္ခကလွတ်အောင်အဲ့ဒီစာရွက်ကိုကြည့်ပြီးတော့သစ္စာပြုကြမယ်လောကမှာအစွမ်းအတက်ဆုံးဟာသစ္စာပဲဒီတော့ပါဠိလိုတဲ့မင်းတို့မရင်းနှီးတဲ့အတွက်ပါဠိတော်ကိုဥစဉ်ကချပေးမယ်မြန်မာပြန်ကြရင်ဥစဉ်တို့နဲ့အတူတူဆိုမယ်ရမလားရရင်စရအောင်ဘဝသောတံသစီဗုဒ္ဓဒိဏောလောကံတကူဝိတုဧတေနာသစ္စာဝဇေနာဒုက္ခမုစ္ဆန္တုပါဏိနောဆိုရအောင်မြတ်စွာဘုရားသည်ဘဝရေရင်ကိုကူမြောက်ပြီးဖြစ်၍လောကဤအဆုံးသို့ရောက်လျက်လောကကိုသိသောပုဂ္ဂိုလ်သည်အကယ်၍ဖြစ်အပ်ဤကဲ့သို့ဖြစ်သည်ရှိသောဤမှန်သောသစ္စာစကားကိုဆိုခြင်းကြောင့်တတ္တဝါအလုံးတို့သည်ဆင်းရဲဒုက္ခအပေါင်းမှာယတိတန္တိကမောမေကောမောခောစစ္ဆန္တိကံဒုက္ခံဧတေနာသစ္စာဝဇေနာဒုက္ခမုစ္ဆန္တုပါဏိနောမေတိနိဗ္ဗာန်သို့ရောက်ကြောင်းတရားဖြစ်၍သံဃောစေတိဏကန္တာရောဘုံညက်ခေတ္တောအနုတ္တရောဧတေနာသစ္စာဝဇေနာဒုက္ခမုစ္ဆန္တုပါဏိနောဒုဆိုတာကောင်းလိုက်တာလို့ပြောတာအဲ့တော့အခုငါတို့ဘုရားတရားတန်ခါဂုဏ်ကျေးဇူးနဲ့လောကကိုကယ်တင်ရတာမကောင်းဘူးလားအဲ့ဒါလိုလေးနှလုံးသွင်းပြီးရင်ဆင်းရဲဒုက္ခကကယ်တင်လိုတာကရုဏာချမ်းသာဒုက္ခနဲ့ပြည့်စုံစေတာမေတ္တာစာမျက်နှာ3မှာ30ပုံမေတ္တာဖို့ပါတယ်တို့တွေအားလုံးမြန်မာစကားပြည်သက်ပဲမို့လို့မေတ္တာဘာဝနာပွားများကြရအောင်လုံးစုံများစွာဘ
ပလိုခြင်းအချင်းချင်းသာဓုကဲအားလုံးပြုသမျှအားလုံးအမြတ်တမ်းပေးဝေကြရအောင်ကဲတို့တုတ်ပဲအမြတ်ဝေမယ်လိုက်ဆိုကြအရှင်ဖရာတပည့်တော်မတို့သည်နှစ်သက်မင်္ဂလာတရားအလူတော်အဖြစ်ယနေ့ယခုလူဒန်းရသောပစ္စယဒါနဓမ္မဒါနနှဖြာသောဒါနကုသိုလ်ဆောက်တည်ရသောသရဏဂုံသုံးပါးနှင့်တကွသီလကုသိုလ်တရားဘာဝနာနာယူမှတ်သားပွားများကြရသောဘာဝနာကုသိုလ်ကောင်းမှုအစွစုတို့သည်ဒုက္ခခတ်သိမ်းကင်းငြိမ်းရာမှန်ညနိဗ္ဗာန်ကိုရကြောင်းမဲ့ဉဏ်ဖို့ဉဏ်ဘောဓိဉဏ်ဤအထောက်အပံ့